2025 ခုနှစ်မေလ20ရက်နေ့12နာရီထုတ်ပြန်ချက်နေ့စဉ်မိုးလေဝသသတင်းဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်မုတ်တုံလေအားနည်းနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်အထင်မှတိမ်ထူထပ်နေပါသည်ယနေ့ညနေအထိခံမှန်းချက်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်နေရာကွက်ကြားနေပြည်တော်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မြမပင်လယ်ပြင်လှိုင်းအတင်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခံမှန်းချက်မြန်မာနိုင်ငံအလဲပိုင်းဒေသများတွင်ထစ်ချုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်မုတ်တုံလေအားနည်းနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်အထင်မှတိမ်ထူထပ်နေပါသည်ယနေ့ညနေအထိခံမှန်းချက်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်နေရာကွက်ကြားနေပြီးတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မြမပင်လယ်ပြင်လှိုင်းအတင်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခံမှန်းချက်မြန်မာနိုင်ငံအလဲပိုင်းဒေသများတွင်ထစ်ချုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်